မင်္ဂလာပါကျွန်တော်ဗီဒီယိုတွေလည်းမလုပ်ဖြစ်တာတော့တော်တော်ကြာပါပြီခုတော့ပြန်တွေ့ကြပြီပေါ့ကျွန်တော်ဒီနေ့ဘာကြောင့်ပြောမလဲဆိုတော့ကျွန်တော်ရဲ့ financial ပေါ့နော် financial ဘိုင်းအကြောင်းပြောမှာဖြစ်ပါတယ်တခြားကိစ္စတော့မဟုတ်ပါဘူးကျွန်တော်ဝင်ငွေဘယ်လိုရလဲအဲ့ဒီဝင်ငွေကျွန်တော်ဘယ်လိုတုံးဆွဲလို့ဆိုတာကျွန်တော်ပြောပြမှာဖြစ်ပါတယ်ရှင်းရှင်းလေးပါပဲကျွန်တော်ကတော့ဝင်ငွေရတဲ့လမ်းကြောင်းကလည်းကျွန်တော်မှဘာမှမရှိပါဘူးကျွန်တော်ဝန်ထမ်းလုပ်တာဖြစ်တဲ့အတွက်လကုန်ရင်လစာထုတ်လို့ရှိရင်ကျွန်တော်လစာရပါဒါပါပဲကျန်တဲ့ပြီးတော့မှရှားဖယ်ရနေပြီးတော့မှပတ်စံဝင်ငွေရစရာအကြောင်းရင်းတစ်ခုမှမရှိပါဘူးကျွန်တော်တစ်ခုရပဲရတာပါအဲ့တော့မကောင်းဘူးလစာလည်းအရင်များတဲ့ထဲမှာတော့မပါဘူးပုံမှန်ပါပဲပေါ့နော်အဲ့ဒီရလာတဲ့ပတ်စံကိုကျွန်တော်နှစ်မုံလိုက်ပါတယ်ဒီပုံကတော့ကျွန်တော်သုံးပါတယ်ဒီပုံကတော့ကျွန်တော်အိမ်ကိုပို့ပါတယ်အဲ့ဒီလိုကျင်းသုံးလာရင်ကျွန်တော်အလုပ်စလုပ်တဲ့ချိန်ကနေစပြီးတော့မှအခုချိန်ဒီပါပဲအဲ့တော့ရှင်းရှင်းလေးပါပဲဒီထက်မှလုံးဝပတ်စံမစုမိပါဘူးလာကုန်လို့ရှိရင်ဘာမှမကြမ်းပါဘူးဒီခါစလေးကျွန်တော်အဲ့လိုဖုံးဝယ်ချင်တာတို့ပစ္စည်းတစ်ခုတင်တက်ချင်တာတို့ဖြစ်လို့ရှိရင်အတုံးစိတ်ထဲရလဲမရမကရှော့အိမ်ကိုပို့တာလဲရက်ပြီးတော့မှကျွန်တော်အဲ့လိုဖုံးဝယ်တာတို့တင်တက်တာတို့အဲ့လိုမျိုးလုပ်ပါတယ်ဒါပါပဲဟုတ်ပါတော့ကျွန်တော်တို့အလုပ်လုပ်တယ်ဆိုလို့ရှိရင်လည်းနေ့တွေအများကြီးကြာနေပြီဒါပေမဲ့လာစားကြီးလည်းသူ့ဟာနဲ့တူတော့တိုးတာပေါ့နော်တိုးတယ်ဆိုပေမဲ့လည်းဒီအသုံးစိတ်တွေလည်းများလာတယ် inflation တွေကလည်းဖြစ်တယ်အဲအကြောင်းမို့ကျွန်တော်တို့ dollar rate နဲ့ချိန်ကြည့်လို့ရှိရင်ကျွန်တော်တို့အခုရတဲ့လစာကကျွန်တော်တို့ဒီအလုပ်စားဝင်တဲ့လစာနှုန်းနဲ့အတူတူပဲဖြစ်သွားမှာပေါ့နော်ကျွန်တော်တို့အလုပ်စားဝင်တော့ဆိုလို့ရှိရင်ဒေါ်လာ100လောက်ရတာပေါ့နော်ဒေါ်လာနဲ့တွဲလို့ရှိရင်ဒေါ်လာ100အခုလည်းဒေါ်လာ100လောက်ပဲဖြစ်မှာတယ်အဲ့လိုဖြစ်တာပေါ့နော်အဲ့တော့ထားပါတော့နိုဒီရီတက်လာအဲ့ဒါပဲဟောတာ Xiaomi ကန်ရအရန်စိတ်ချမ်းသာနိုဒီဘယ်တော့မှမတက်ဘူးအခု iPhone ဆိုတော့မရအောင်နိုဒီရီကပြန်တက်အဲ့လိုပေါ့နော်ကျွန်တော်ငယ်ငယ်လေးတော့လည်းလှုပ်စားခဲနေစပြီးတော့မှကျွန်တော်အိမ်မက်တစ်ခုရှိပါတယ်ကျွန်တော်ကျွန်တော် flagship phone တွေလိုချင်တာပေါ့နော်ကျွန်တော်ဘယ်တော့မှကျွန်တော် flagship phone ကိုအတစ်ထွက်ချင်းအဲ့လိုကျွန်တော်အခါမှမဝယ်ခဲ့ဘူးပေါ့နော်အိမ်မက်ရှိတာပေါ့နော်လိုချင်တာပေါ့နော်ဒါပေမဲ့ဘယ်တော့မှမဖြစ်တာအဲ့လို flagship တစ်လုံးဝယ်မယ်ဆိုလို့ရှိရင်ကျွန်တော်အဲ့ဒီအချိန်တုန်းကလှုပ်စားလုပ်တဲ့အချိန်တုန်းကလည်း flagship phone တစ်လုံးက9 သိန်း 6 သိန်းဆိုတော့ကျွန်တော်ရဲ့4-5 လလောက်ခောက်စပြုတ်ကြီးရဲ့စားပြီးတော့မှစုပြီးတော့မှဝယ်ရမယ့်အခြေအနေရှိပါခုလည်းအတူတူပါပဲ flagship phone တစ်လုံးဆိုလို့ရှိရင်5 လနဲ့တောင်မရ5 လနဲ့မရ5 လ 6 လလောက်ခောက်စပြုတ်ပဲစားရမယ့်အခြေအနေရှိကျွန်တော်တည်းမဟုတ်ပါဘူးကျွန်တော်မိသားစုကပတ်စံပို့နေတာဖြစ်တော့ကျွန်တော်အိမ်ကြီးလည်းအကုန်လုံးခောက်စပြုတ်စားရမှာဟောတကယ်နဲ့စုမယ်ဆိုခောက်စပြုတ်တောင်စားစရာမရှိဘူးရေပဲတောက်အောင်မယ့်အခြေအနေရှိပါ flagship phone တစ်လုံးရဖို့ဆိုလို့ရှိရင်အဲ့တော့ပြန်စဉ်းစားကြည့်လို့ရှင်တော့ round နေပေါ့ဘာမှလေအဲ့တော့ပြန် adjust လုပ်ဖို့တော့လုံးနေပြီပေါ့နော် okay ဒီဗီဒီယိုကကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ခုနဲ့ပြန်ဆက်မှာပေါ့နော်ဆိုတော့ဒီနေ့တော့ဒီလောက်ပါပဲနောက်နေ့မှကျွန်တော်ဆက်တွေ့ကြတာပေါ့နော်ကျေးဇူးတင်ပါတယ်